မင်္ဂလာပါဒီနေ့မှာတော့ DHCP ဆိုတာဘာလဲဆာဗာနဲ့ကလိုင်းရင်ဘလို့အလုပ်လုပ်တယ်လဲဆိုတာလွယ်လွယ်ကူကူနားလည်အောင်ရှင်းပြပေးပါမယ်။ network တစ်ခုမှာ DHCP မရှိရင်ကိုယ့်ရဲ့အတွင်းကကိရိယာတိုင်းကို IP address တွေ subnet mask တွေ default gateway တွေစတာတွေကိုကိုယ်တိုင် manually သတ်မှတ်ပေးရမှာဖြစ်ပြီးဒါဟာအချိန်ကုန်ပြီးမှားယွင်းမှုဖြစ်နိုင်ခြင်းများစေပါတယ်။ DHCP ကဒီလုပ်ငန်းစစ်တစ်ခုလုံးကိုအလွယ်တကူနဲ့စီမံခန့်ခွဲပေးနိုင်ပါတယ်။ DHCP Dynamic Host Configuration Protocol ဆိုတာဟာကိုယ့်ရဲ့တစ်ခုထဲမှာရှိတဲ့ကိရိယာတွေဖြစ်တဲ့ကွန်ပျူတာဖုန်းပရင်တာစသည်တို့ကို IP address တွေနဲ့အခြားလိုအပ်တဲ့ကိုယ့်ရဲ့ပြင်ဆင်မှုတွေကိုအလိုလျောက်ပေးအပ်စီမံခန့်ခွဲစေတဲ့ကိုယ့်ရဲ့ protocol တစ်ခုပဲဖြစ်ပါတယ်။ DHCP ဟာကလိုင်းရင်နဲ့ဆာဗာကြားမှာ message ၄မျိုးနဲ့လဲလှယ်ပြီးအလုပ်လုပ်ပါတယ်။ဒီအဆင့်၄ဆင့်ကိုအတူကောက်အားဖြင့် DORA Discover Offer Request Acknowledge လို့ခေါ်ပါတယ်။ Discover ကတော့ကိုယ့်ရဲ့ချိတ်ဆက်လိုတဲ့ကိရိယာတွေကကလိုင်းရင်အနေနဲ့အလုပ်လုပ်တာဖြစ်ပါတယ်။သူတို့ဟာကိုယ့်ရဲ့ထဲမှာရှိတဲ့ DHCP ဆာဗာကိုရှာဖွေဖို့အတွက်broadcast message တစ်ခုကိုပို့ပါတယ်သူတို့မှာ IP address မရှိသေးတဲ့အတွက်ကိုယ့်ရဲ့ထဲကအားလုံးကိုရည်ရွယ်ပြီး255တော့ဆိုတဲ့ broadcast message ကိုသူတို့ရဲ့ mask address တွေနဲ့အတူပေးပို့ခြင်းဖြစ်ပါတယ် Alpha ကတော့ကလိုင်းရင်တွေကပို့လိုက်တဲ့ message ကိုလက်ခံရရှိတဲ့ DHCP server ပဲဖြစ်ပါတယ်DHCP server ဟာသူ့မှာရှိတဲ့ IP pool ထဲကနေလွတ်နေတဲ့ IP address တစ်ခုကိုရွေးပြီးကလိုင်းရင်ကိုပြန်ပြီးကမ်းလှမ်းပါတယ်။အဲ့ဒီကမ်းလှမ်းလိုက်တဲ့အထဲမှာဆိုရင် IP address, subnet mask, default gateway, DNS server address နဲ့အချိန်သတ်မှတ်ချက်တွေပါဝင်သွားမှာဖြစ်ပါတယ်။ request ကတော့ကလိုင်းရင်တွေကပြန်ပြီးလှုပ်ဆောင်တာပဲဖြစ်ပါတယ်ဒီ DHCP server ရဲ့ကမ်းလှမ်းချက်ကိုလက်ခံကြောင်းနဲ့ကမ်းလှမ်းလိုက်တဲ့ IP address ကိုတောင်းဆိုကြောင်းပြန်ပို့ပါတယ်ဒီ DHCP server တွေကတစ်ခုထပ်ပို့ပြီးကမ်းလှမ်းလာခဲ့ရင်တော့ကလိုင်းရင်ကပထမဆုံးရတဲ့ DHCP server ရဲ့ offer ကိုသာလက်ခံရွေးချယ်တောင်းဆိုလေးရှိပါတယ်ဒီအခြေအနေကိုလည်း broadcast message ပြန်ပို့ပါတယ်ဒါမှအခြား DHCP server တွေကလည်းဒီ IP ကိုဒီကလိုင်းရင်ကယူသွားပြီလို့သိရှိသွားမှာဖြစ်ပါတယ်။အတူပြောရရင် DHCP server ရဲ့ကမ်းလှမ်းတဲ့ IP address ကိုလက်ခံရယူရန် request လုပ်တာပဲဖြစ်ပါတယ်။ Acknowledge ကတော့ DHCP server ကကလိုင်းရင်တောင်းဆိုတာကိုအတည်ပြုပေးတဲ့စာပေးပို့ခြင်းဖြစ်ပါတယ်။ DHCP server ကကလိုင်းရင်ရဲ့ mask address နဲ့ IP address ကိုမှတ်တမ်းတင်ထားပြီးအချိန်သတ်မှတ်ချက်များဖြင့်တရားဝင်စတင်လိုက်ပါတယ်ကလိုင်းရင်ဟာထို message ကိုရရှိတဲ့အခါမှာအဲ့ဒီ IP address နဲ့ကွန်ရက်ပေါ်မှာစတင်အလုပ်လုပ်တော့တာပဲဖြစ်ပါတယ်အတူပြောရရင် DHCP server ကကလိုင်းရင်ကို IP address, subnet mask, default gateway နဲ့ list time အပါအဝင်နောက်ဆုံးအပြီးသက်ကွန်ရက်အချက်လက်များကိုတရားဝင်အသုံးပြုစေလိုက်တာပဲဖြစ်ပါတယ်DHCP အစိတ်ပိုင်းများကတော့ DHCP server IP address များ list time များနှင့်အခြား network parameter များကိုထိန်းသိမ်းပြီးကလိုင်းရင်များထံသို့ဖြန့်ဝေပေးတာပဲဖြစ်ပါတယ်။ DHCP ကလိုင်းရင် network ချိတ်ဆက်ရန်အတွက် server ထံမှ IP address နှင့် configuration များကိုတောင်းခံသည့် device များဥပမာကွန်ပျူတာဖုန်း IP address ကိုDHCP server ကကလိုင်းရင်များအားပေးအပ်နိုင်သည့် IP address များ၏စုစုပေါင်းအရေအတွက် DHCP Relay Agent DHCP server နဲ့ကလိုင်းရင်တွေကမတူညီတဲ့ကွန်ရက်ခွဲမှာရှိနေတဲ့အခါကလိုင်းရင်ရဲ့ broadcast message ကိုလက်ခံပြီး server စီကို unicast အနေဖြင့်ပို့ပေးက server ရဲ့ပြန်စာကိုလည်းကလိုင်းရင်စီပြန်ပို့ပေးတဲ့ device ဥပမာ router DHCP ကိုဘာကြောင့်အသုံးပြုသင့်လဲလို့ဆိုရင်စီမံခန့်ခွဲမှုလွယ်ကူခြင်း IP address များကိုဗဟိုမှထိန်းချုပ်ပြီးအလိုလျောက်ပေးအပ်နိုင်လို့ network administrator များအတွက်လုပ်ငန်းတာဝန်ရောကြစေပါတယ်။ Net IP address complete ဖြစ်ခြင်းကိုတားဆီးပေးနိုင်ခြင်း
device စနစ်ခုကို IP address တစ်ခုလည်းပေးမိတဲ့ပြဿနာတွေကိုတားဆီးပေးပါတယ်။ 3. IP ဖြန့်ဝေမှုထိရောက်ခြင်း device တစ်ခုကွန်ရက်ကနေထွက်ခွာသွားရင်အဲ့ဒီ IP address ကိုအခြားသူကိုပြန်ပေးနိုင်လို့ IP address ကိုအကျိုးရှိရှိသုံးစွဲနိုင်ပါတယ်။နောက်ထပ် network key ဗီဒီယိုများအတွက် subscribe, like, share လုပ်ဖို့မမေ့ပါနဲ့နော်။